ပေါ်သေးညာပေါ်သေးညာပြီးတဲ့နောက်မှာသိုးပြေးဆိုပြီးတဲ့နောက်မှာတတိလာပေါ်ခါများကိုနမစီမီပေးသွားတော့ဆရာမဝိုင်းကျူစွာသူ့ပေးကျေးဇူးတင်ရှိပါရှင်ပေါ်ခေပြပေးတဲ့နောက်မှာပေါ်ချရုပ်ကိုပေါ်ကိုများပြီးတဲ့နောက်မှာပေါ်လီများ
မဲ့နေရမဲ့မဲ့နေရ ကျွန်တော်ကိုနေပြည်တော်ပြေးလာလိုက်သူသိရှိပါရှင်ဆက်လက်ပြီးတော့ WSP တောင်းသူများမှာသူရတော့ကျောင်းမှာတော့အပြိုင်ဆိုင်ပဲအမများကြတယ်လို့ဆရာမပြောပါတယ်ဗောနော်ဆိုတော့သူရရှိသွားတယ်ပထမတစ်ယောက်ကတော့စီရီလိုက်ဖြစ်ပါတယ် Cherry ထွေးဖြစ်ပါတယ် C'est cool. Oh, yo chale mi yaula. Nem me mane ala. တော့ရရတော့ပြီဆိုတော့ဒီကတရားသူရရှိ
ယောက်ကတော့ဖူးဆူးတယ်ဖြစ်ပါတယ် ဆိုလေ အစိုးရနေမတူ ဆိုလေကိုရတော့不知道这几次了，这个。 လို့သူချတဲ့နေ့မှာဒီမင်းတို့အားလုံးရှေ့မှာဒီလိုရက်တူစကားပြောခွင့်ရတဲ့အတွက်ကျွန်တော်အနေနဲ့ရမ်းပဲကုန်ပြီးတော့တာမိပါတယ်။လွန်ခဲ့တဲ့3လကတနေ့တာရဲ့အချိန်ပိုင်းတွေကိုသွန်းလို့ဒီသင်တဲ့ခမ်းမတဲ့လူလာခဲ့ကြတဲ့ကျွန်တော်တို့အားလုံးဒီနေ့ဒီလက်မှတ်လေးတွေပြန်ဆောင်ပြရဖို့ဆိုတာဒီကိုယ်ကြီးဟုတ်ကဲ့ပါ ဒီကလာတောင်းလာထဲမှာအခြေကျိုင်းအခြေတော့တဲ့အထဲမှာတော့အကျိုင်းလို့ခံစားရပြီပဲဒီတော့လည်းခဏလေးပဲပေါ့နော်ဆိုတော့ကြာပြီးတော့မှခွဲခွာရအောင်ပဲဆိုတော့နောက်ပြီးတော့မှကျွန်မစကားလေးပြောသွားချင်တယ်ပေါ့နော်ကျမတို့ဒီဘာသာရပ်တောင်းရက်ထဲမှာဆိုရှိတကယ်ပဲတွေ့မှာဆိုရှိကျမတို့ကြာပြီးတော့မှအပေါ်ဖယ်ပေါ်လို့လည်းရတယ်ချင်းဆိုလို့ရှိရင်ကျမတို့ရတိုင်းမှာပါတိုင်ဆိုတာရှိတယ်။ဆိုတော့ကျမတို့လက်တွေ့ပါတိုင်ချသွားတဲ့အချိန်မှာဆိုလို့ရှိရင်တကယ်အပြေမှာဆိုလို့ရှိရင်ကျမတို့တကယ်လက်တွေ့လောက်ဆောက်တော့ဖို့လိုအပ်တယ်ပေါ့နော်။ဆိုတော့တရားရောက်တဲ့ကြောင့်တရားကျမပြောတယ်ပေါ့နော်။ပါတိုင်ပြောင်းနေတဲ့ဆရာမလည်းပြောတယ်ပေါ့နော်။ဆိုတော့ပါတိုင်ကတိုင်းရှိလို့ရှိရမယ်မပြောင်းစေရဘူးပေါ့နော်။ပါတိုင်ချရှုံးသွားပြီးတော့မှကျမတို့ပြန်လေပြီးတော့မှအခလိတစ်ခါပြန်ချလို့ရတယ်ပေါ့နော်ကျမတို့တိုင်းလည်းပါတိုင်ချရှုံးဖို့ရှိရတယ်ပေါ့နော်တော့ခုရတင်တဲ့ချိန်မှာဆိုလို့ရှိရင်အရန်တက်ကြတယ်အတက်ကြဆိုချိန်ရပဲချိန်လဲဆိုလို့ရှိရင်ပန်းတိုင်ချမတဲ့ချိန်ပေါ့နော်ရုပ်ဒုက္ခတွေတဲ့သူတို့အကုန်လုံးပန်းတိုင်ချမတဲ့ချိန်မှာသူတို့ပန်းတိုင်ကိုစီရှိကြတယ်ဒါပေမဲ့တို့ရဲ့ပန်းတိုင်ကstep by step ပေါ့နော်ဘယ်လိုပုံစံနဲ့သွားရမလဲဆိုတာကိုတို့မသိဘူးကျွန်တော်ကိုယ်တိုင်လည်းမသိဘူးဒါပေမဲ့ဆရာမရဲ့လမ်းညွှန်မှုတောက်ပေါ့နော်ကျွန်တော်တို့ကပန်းတိုင်ကိုဘယ်လိုချမရမလဲဆိုတာကိုသိရှိသွားတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့မှာအခုကျတော့ကျွန်တော်တို့ကဒီဟာကိုတင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရှေ့ဆက်မှာဆိုလို့ရှိရင်စီးပွားရေးဘယ်လိုလုပ်ဆောင်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာရှိထားပြီးသားပဲကိုရှိထားပြီးသားပဲပြုတ်လောက်လိုက်ရုံပဲကြံတော့တယ်ပေါ့နော်အဲ့လိုမျိုးဒါကြောင့်မလို့ကျွန်တော်ဒီစီပွားရေးတင်ရတာအရန်သဘောကျတယ်နေတက်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဆရာမကလည်းအရန်ကျေးဇူးတင်တယ်ကျမတို့ရဲ့ဆရာမခေစာချီကျော်ပေါ့နော်ကျမတို့ကျတော့မိတီလို့ပဲခေါ်တယ်ပေါ့နော်ဆရာမမိတီရအရန်ကျေးဇူးတင်တယ်ဒီတော့လာလောအခြေတွေပေးတယ်ပေါ့နော်ဒီခါလေးတက်လို့ရှိရင်တောင်းကအစင်မပြေတဲ့ချိန်ရောဘယ်လိုပြောမလဲတောင်းကဆရာမလာရဲနဲ့ဒီခါလေးတက်လို့ရှိရင်တောင်းကစတင်ရဲတော့ဆရာမပွဲပြေတဲ့ခြေရဲနဲ့တိုးလို့ရှိရင်ဆရာမကပြန်လဲရတဲ့ခြေတွေပေါ့နော်အများကြီးပြေးဆက်လိုက်ရတယ်အဲ့တော့ဆရာမအရန်ကျေးဇူးတင်တယ်ပေါ့နော်အများကြီးပြောလို့အလုံးကျေးဇူးတင်ပါတယ်မဲတွေပြီးဖက်စားပြစ်လာရောက်ကြတဲ့သူတွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်တာရတယ်ရှင်။ဒီရဆိုရင်ကျွန်တော်ကျမတို့အတွက်ဒီကြိုင်လက်ခီးတလဲဒီလိုကြတဲ့အချိန်လို့ပြောနိုင်တယ်လို့ကျွန်တော်တို့ကဆိုရင်ဘဟုသအသေးတစ်ခုနဲ့အဲ့ဒါမျိုးမှုအတွက်အချစ်ခက်တစ်ခုအဖြစ်အဲ့ဒါကလည်းဒီကလေးလက်ဖြစ်တယ်ပေါ့နော်အချက်ကလာဆိုရင်ဓမ္မတေကြတဲ့အချက်ကလာတော့လာတွေးမှဆိုရင်အချက်နေငယ်လို့ဆိုရပါမယ်လေဒီချက်ကဒီနာကလာတွေးမှဆိုရင်ဆန္ဒမတွေပြည့်ခဲ့တယ်ဒီကြောင့်မို့လားဆိုရင်ကျွန်တော်တို့အတွက်တပူရှိလာတဲ့အရာတွေဖြစ်တယ်နော် So I really hold a point in it that
the Bushi Skill, to this Dabrosina. You are a press, you push it, you are a press, you are. Tomorrow, the economy of Bayago, the dark pay or shooting it. The dog Marcia, Samari, the Bayago, let's have people, let's have the two pieces to get married. အခုလိုမျိုးကျွန်မဘာမှဒီနေ့ဘာကြောက်ဖြစ်ပြီးတဲ့အတွက်ဘာဒီနေ့ကတောင်းတော့ဆက်မလေးအားလုံးပါတော့အဲဒီတော့စစ်စစ်မှာလည်းလို့ပြောချင်ပါတယ်ပေါ့နော်ဒီဘာသာတရားစိုက်ပိုက်တာတော့နားပါတော့နော်ဒါနဲ့မထင်ဘူးနော်ကျွန်မကိုလည်းစပတ်တိုက်ခါရရတော့ပေါ့နော်လောမထင်ထားဘူးနော်ဒီကိစ္စပေါ့နော်အဲ့ဒါနဲ့ဒီဘက်ဒီတောင်းတော့လည်းစစ်စစ်မှာလည်းပေါ့နော်ဒီတော့မှကျွန်မကဒီ SCC ကိုတမကလာမတင်ချင်တာတော့ပေါ့ပေါ့နော်တမတို့ကအခက်အခဲရှိတယ်ညနေပိုင်းမှာတင်လို့တမကအရင်တော့စားတဲ့ပတ်စံလို့တမတို့ကစက်မလျာကနာဖဲထားကြတာပေါ့နော်တမကဒီအောက်ဖက်နဲ့နေတဲ့ပတ်စံမလို့အောက်မှာတင်တယ်တမကအပေါ်မှာနေတဲ့ပတ်စံလို့တမကအပေါ်မှာတင်တယ်ပေါ့နော်ဒါမဲ့တချို့တော့တော်တော်လေးတွေကတမအဖြစ်ရင်လွဲတာပေါ့နော်တမကအပေါ်ဝဲကြည့်တယ်ကျွန်တော်တမတို့မသိချင်ဘူးအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်တကယ်တမ်းဆိုတော့မခွင့်ရပါဘူးပေါ့နော်တမတို့ကကိုယ်ကနာလာလေးလေးရှိတဲ့တက်ဆောင်လို့တမတို့ကဒီမျိုးခက်ခဲရဖြစ်တယ်ဆိုတော့လည်းရှင်းပြချင်တယ်ပေါ့နော်ပြီးတော့မှတမရဲ့တွေ့ကြုံလေးကိုမျှဝေပေးချင်တယ်ပေါ့နော်တမစတင်ရတဲ့ပိုင်းကနေလည်းပိုင်းဖြစ်တဲ့တက်ဆောင်လို့သူတို့ရဲ့ဆောင်ကလည်းသူ့မို့ဖြစ်တဲ့တက်ဆောင်တာပူတယ်ပေါ့နော်သူတို့ကလည်းနေ့လေတနားစာပြီးတော့ပြီးရဲ့ချိန်မှာပဲစာတင်တဲ့ခါကျတော့ပဲကြည့်ပြီလေနော်ဗာလည်းကြည့်ကြတော့ပြတော့လည်းအများနဲ့ပြီးပါတယ်ပေါ့နော်အဲ့တော့သူတို့စိတ်ဝင်စားအောင်လို့ရှင်လည်းတမလည်းနည်းဆွဲရတဲ့ချိန်လည်းရှိတယ်ပေါ့နော်တစ်ခါလေးတော့လည်းသူကတမဆက်ပို့ပြီးတော့မှactive ဖြစ်တဲ့ချိန်လည်းရှိတယ်ပေါ့နော်သူဘယ်လိုပြောမလဲသူစားလဲတင်ကြတယ်ပေါ့နော်ပြီးလို့ရှိရင်ပြောဆက်ရှိလဲပုတ်ပုတ်လေးလေးပြောကြတယ်ဘယ်လိုလုပ်ရမလဲဆိုရင်မတိနားမလဲဘူးဆိုလဲဖြစ်ချင်းမေးတယ်ပေါ့နော်ပြီးတော့မှသမတ်ဖြစ်တော့မယ်ဆိုလို့ရှိရင်သူတို့ကအစီအစဉ် ready ဖြစ်နေပြီပေါ့နော်ဘာဖြစ်မလဲဆိုလို့ရှိရင်ဒီရဲ့ဟာဆိုရင်မနေ့ပြန်ဆိုလို့ရှိရင်သမတ်ကပြန်မေးတယ်ပေါ့သူတို့ပြန်မေးတဲ့ချိန်မှာဆိုလို့ရှိရင်တယောက်ချင်းတော့လည်းအဖက်လိုက်တော့သမတ်မေးတဲ့ချိန်မှာဆိုလို့ရှိရင်သူတို့တွေကဖြစ်ဆိုပေးတယ်ပေါ့နော်တစ်ခါလေးမသိတဲ့ချိန်ဆိုလို့ရှိရင်လည်းအစီအစဉ်ကြီးစားဖို့အလိုမျိုးသူတို့တွေမှန်ထားတာပေါ့နော်ပြီးတော့မှSo I like to see the trees are all
对付这两天，对付人了，吃了对付人了，吃了对付了。OK，အဲ့ဒါဆိုကျွန်မလည်းဟိုဒီတည်းလည်းကျွန်တော်တို့ဒီအခြားစီးဝေးတွေကျွန်မအများကြီးတက်နေရတာပေါ့နော်။ဒါခါကျတော့နောက်ကြလို့ဆိုတော့လည်းအားလုံးလည်းတောက်ပန်နေတယ်နော်။နောက်တော့ကျွန်မလေးဟိုအခြားတူသူတွေကအလားသေးတယ်မပြောတော့ဘူးနော်။ကလေးတွေလည်းအားလုံးလည်းပြောကြပြီးဆက်စမတွေလည်းပြောကြပြီးဆိုတော့ကျွန်မနေတဲ့လေဒီနေ့ဆိုတာကဟိုSCC နဲ့ပေါ့နော် SCC ဆိုတော့3နှစ်မြောက်ပြီပေါ့ကျွန်တော်တို့ဒီဟိုတင်နာ3လခဲ့တဲ့အတွက်ကြောင့်3လတင်နာနေပေါ့နော်ဆိုတော့ဒီနေ့အလိုခေရော်ဒီလာဒီ SCC နဲ့လည်းကျွန်တော်တို့လည်းပူပေါင်းပြီးမှပဲဒီတင်နာနေပို့ချဖြစ်ရပေါ့နော်အဲဆိုတော့အခုလည်းကျွန်မလည်းချစ်ဆက်ပေါ့နော်ဒီအနာကဟိုအတွက်အနေနဲ့ဒီနောက်ထပ်အတော့ကလေးတွေပေါ့နော်အတိထက်လာတဲ့သူတွေဒီတင်နာတက်နိုင်အောင်ပို့ဆိုတာလည်းကျွန်တော်တို့စူးစမ်းနေတယ်ပေါ့နော်ဆိုတော့အခုအခြေအနေတွေလည်းတော့ကြည့်ကြတယ်နော်ကျွန်တော်တို့ရဲ့ NGO ဖိုင်မှာဆိုရလဲအစီအစဉ်မပြေတော့ဘူးနော်ဒီလိုဒီနဲ့လည်းကျွန်တော်တို့မကူညီတဲ့မထောက်ပံ့ပြေတော့ဘူးနော်ဒီအခါကျတော့အခုရယူတဲ့ပညာတွေအားလုံးကလေးတွေအားလုံးကဒီအကြောင်းအရာတွေကိုဆိုပြန်ယူပြီးမှသုံးသပ်တတ်ပါတော့နော်အနေနဲ့အများတချို့လူစီပွားရေးစိတ်ရှိတဲ့လူတွေစီပွားရေးနည်းစနစ်ဆိုတာသိထားကြဖြစ်တော့ပြီတချို့လူတွေလည်းဒီပန်းနိုင်ချမ်းပါတယ်ကိုတခုခုလုပ်မယ်ဆိုတာကကိုရနိုင်အောင်ဆိုတာဘယ်လိုမျိုးလုပ်ပြီးနည်းလာတယ်လဲသိသွားပြီးပြီပေါ့နော်ဆိုတော့အဲ့ဒီအပိုင်းမှာဆိုတာကမူရေးသေးရှိခဲ့တော့ကျမတို့ကအနာဂတ်ဆိုင်ကျမတို့ရဲ့ဘဝကဘယ်လိုနာမလဲဆိုတာကဘယ်သူမှအကျိုးတင်တော့မသိထားဘူးเนาะဆိုတော့အားလုံးလည်းစုတောင်းပေးချင်တယ်ပေါ့နော်ဒီတောင်းပြီးသွားတယ်လည်းပြီးသွားတာဘဝပြီးသွားတာမဟုတ်ဘူးပေါ့နော်ကျမတို့ကဒီဆက်အသက်ရှင်နေတဲ့အချိန်မှာဆိုတာကကျမတို့ဆက်လက်ပဲကျမတို့ကယူစားပြီးမှပဲဘယ်လိုပြောမလဲယူစားပြီးမှပဲဖြစ်နေအောင်လို့ပေါ့နော်ကိုယ့်ရဲ့ဘဝကကောင်းလာအောင်ပို့ဆိုတာအဲ့ဒါတွေကိုယူစားให้သိချင်တယ်เนาะဆိုတော့အားလည်းအားမငယ်ကြနဲ့ဘယ်လိုပြောမလဲအားလည်းအားမငယ်ကြနဲ့စိတ်တွေဘာတွေမပြောဘူးဆိုတာလည်းအဲ့လောက်ရှိလည်းမထားခိုင်းသိချင်ဘူးပေါ့နော်ကျမတို့ချစ်ဆက်အနာဂတ်အနေနဲ့ဆိုတာကအခုရယူတဲ့ပညာရေးဒီ WSP ချစ်တော့ဒီ SBC တောင်းမှပြီးခဲ့တော့ဆိုတာကဒီအရာတွေကိုဆိုတာကကိုယ့်ရဲ့ဘဝအတွက်ဆိုတာကကောင်းမှုရှိနေအောင်ဖို့ဆိုတာဒီနာညွှန်ကြားပေးတဲ့အပိုင်းမှာရှိတယ်ပေါ့နော်ဆိုတော့အားလုံးလည်းစုပေါင်းပေးမယ်နော်ကြိုးကြိုးစားစားနဲ့ကိုကစခန်းခရစ်စခန်းမှာနေဖြစ်စေတချို့လူလည်းအပြင်မှာထွက်ဖို့အလုပ်လုပ်ဖို့ဆိုတာညီမထားတဲ့လူတွေဖြစ်စေဆိုတာကကြိုးစားပေးပါဆိုတာတမန်ကအရင်ပြောပြထားချင်တယ်ပေါ့နော်โอเคပြီးတော့ဒီအကြောင်းအရာမှာပြီးခင်မှာကတမန်နည်းနည်းထပ်မေးချင်တယ်ဒီထဲမှာကလေးတွေဒီစခန်းမှာ2029 UNG ရိုက်ထားတဲ့တူတွေရှိလားမရှိဘူးအကလုံးလူသိနေပဲလားသူရှိတယ်နော်ရှိတဲ့သူတွေနော်ရှိတဲ့သူတွေကအခုကြားတယ်နော်ဒီအခွင့်အရေးတွေရှိတယ်ဆိုတာကကိုကအခုကျမတို့လည်းဒီထိုင်းဘာသာစကားတွေလည်းသင်တန်းဖွင့်ထားတာရှိတယ်ပေါ့နော်နောက်အနာဂတ်ကျရင်ကျမတို့ရဲ့အဖွဲ့အစည်းတာရှိခဲ့တော့ပြလို့ရှိရင်ကျမတို့ကြိုးစားပြီးမှပဲစနေတနည်းကိုနေလုပ်ဖို့ဆိုတာကကြိုးစားပြီးပဲပေါ့နော်ဒါပေမဲ့အလူရှင်ရှိမှနော်ကျမတို့အလူရှင်ရှိမှကျမတို့အလူရှင်ရှိတယ်ဖြစ်လို့ရှိရင်ဆိုတာကဒီဘာသာစကားနဲ့ဆိုတာကျမတို့ရှိတဲ့ပိန်ဖို့ဆိုတာကရှိမှာပေါ့နော်ဆိုတော့အကျိုးတင်တယ်ဖိတ်ပုံစံမျိုးရှိတယ်နောက်ကံကောင်းပြီးမှပဲကျမတို့ဒီအခွင့်အရေးရလို့ရှိရင်လည်းနော်ဆိုတာကအားလုံးလည်းထိုင်းနိုင်ငံမှာနေဆိုထိုင်းဘာသာစကားဆိုသိနေနော်ဆိုတော့အဲ့ဒါကိုလည်းကျမပြပြထားချင်တယ်နော်အဲ့ဆိုအားလုံးအများကြီးသိနေနော်
တော့သူကိုယ်စားတရားမှယူပေးပါကိုစတဲ့ပေဒါစေပွဲအခမ်းအနားအစီအစဉ်ပြီးဆုံးကြောင်းကြီးညာအပ်ပါရရှင် Mira de la unión de Estados Unidos, Ale con el tema que le de mami habla